OK အားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်တွေ့ကြပြင်ပေါ့နော်နေကောင်းကြရလားဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကဒါဗီဒီယိုတွေလည်းမလုပ်ဖြစ်တာကြားတယ်ကျွန်တော်ဒီတပုံဗီဒီယိုလေးတစ်ခုကိုကျွန်တော်ဒါပြန်နေပြီးတော့မျှဝေပေးရှင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel အတွက်ဆိုတော့ဒီတစ်ခါမှာ Alastar Software ထဲမှာကျွန်တော်မိထားတဲ့မိခွန်းလေးတစ်ခုရှိပါတယ်ဆိုတော့ကျွန်တော်ဓာတ်ပုံတစ်ပုံရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီဓာတ်ပုံတစ်ပုံကိုကျွန်တော် layer တွေဘယ်လိုခွဲထုတ်မလဲကိုယ်တိုင်မလောက်ထားတဲ့ layer တွေကိုကျွန်တော်တို့ဘယ်လိုမျိုးတစ်ခုချင်းစီခွဲထုတ်မလဲဘယ်လိုအသေးစိတ်ပြန်နေပြီးတော့ပြုပြင်မှုမှန်မလဲဆိုတာကိုကျွန်တော်တို့ဒီနေ့ Alastar Software လေးရိုက်စီကျွန်တော်တို့ဒါအလုပ်ပြပါဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အရင်ဆုံးတော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးပို့လဲညွှန်လင်းပါတယ်နောက်ပိုင်းဗီဒီယိုတွေမှာကျွန်တော်အသစ် Okay အားမင်္ဂလာပါဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော် Alastar Software ကိုကျွန်တော်တို့ဖွင့်ထားပြီးပြီဆိုတော့ Alastar Software ဖွင့်ထားပြီးတော့ကျွန်တော်ဘာမှမလုပ်ရသေးဘူးမလုပ်ရသေးတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာဓာတ်ပုံလေးတစ်ပုဒ်တောင်းမယ်တွတ်ထားမှုအတွက်ဆိုလို့ရှိရင်ကျွန်တော် Google Chrome နဲ့ဝင်တယ်ဆိုတော့ကျွန်တော်ဒီမှာတခြားဘာပုံမှမရှာတော့ဘဲနဲ့ဒီမှာပေါ့နော်ဒီ Alastar Software ပုံလေးတွေပဲကျွန်တော်လာရှာလိုက်တယ်အဲ့တော့ကျွန်တော်ကဒီထဲမှာဘယ်ပုံလေးကိုတွားပြီးတော့ချက်ကြည့်မလဲဆိုရင်ဆိုကြပါတော့ကျွန်တော်ဒီပုံလေးပေါ့နော်ဒီပုံလေးနဲ့လိုက်နေတာလေးကိုချက်တော့ကြည့်လိုက်မယ် Okay ဆိုတော့ကျွန်တော်နိုင်ငံနေနေဟိုဖြစ်နေပါတော့ဟိုအလုပ်သိညက်နေဆိုတော့ကျွန်တော်နေနေဟိုဖြစ်တယ်ဆိုတော့ Okay ပါဒီပုံလေးပဲကျွန်တော်ယူမယ်ဆက်အဲ့တော့ Okay ကျွန်တော်ဒီပုံလေးယူလိုက်မယ်ဒီပုံလေးပို့လှရတယ်ပေါ့နော်ဒီပုံလေးကိုကျွန်တော်ယူမယ်ပေါ့နော်ယူမယ်ဆိုတော့ဒီပုံလေးမှာကျွန်တော်ဒါသူများလို့ပြစားဟာကိုကျွန်တော် layer ဘယ်လိုခွဲမလဲပေါ့နော်အဲ့တော့ right click နဲ့လိုက်တယ်ဒီညမှာကျွန်တော် save image လို့ယူပဲねကျွန်တော် save copy ဆိုပြီးတော့ပဲကျွန်တော်ကယူလိုက်မှာပေါ့နော်ဒီညမှာ save copy image ပေါ့နော် copy image ဆိုတာလေးကိုယူလိုက်တယ်ပြီး Alastar Software သွားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ Alastar Software မှာ control ရဲ့ I ကိုနှိပ်လိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီပုံစံနဲ့ရောက်လာတယ်ပေါ့နော်ဒီညလေးမှာကျွန်တော်က die cut လို့ပဲရေးလိုက်မယ်ပေါ့နော် sorry ပေါ့နော် die cut ပေါ့နော် okay ဆိုတော့ကျွန်တော်တို့မှာ dice ပဲရေးလိုက်ပါနော် die ဒီညမှာပေါ်ရကြတယ်ပေါ့နော် die cut ပေါ့နော် okay ဒီမှာကျွန်တော်က centimeter ပေါ့နော် centimeter မှာကျွန်တော်ကရွေးချယ်လိုက်တယ်ဆိုတော့ centimeter မှာရွေးချယ်တယ်ဒီမှာ160 200ဒါပေမဲ့ကျွန်တော်ကဒီညမှာ90 120လောက်ပဲကျွန်တော်ကရွေးချယ်လိုက်တယ်ပေါ့နော်90 120ပေါ့ဒီပုံစံလေးရွေးချယ်လိုက်တယ် okayပြီးဒီမှာထားတယ်ကာလာမှာကျွန်တော်က C1K လေးခွဲလိုက်မယ်ပေါ့နော်ကာလာမှာ C1K လေးခွဲတယ်ပြီးလို့ရှင် screen first မှာပေါ့နော်ဒီ green မှာကျွန်တော်တို့က150 mm ထားမယ်ပြီးတော့ဒီမှာတော့ပုံမှန်တိုင်းပဲထားတယ်ပေါ့နော် okay ဒါလေးဒီမှာကျွန်တော်ထားတဲ့ပုံစံလေးထားမယ်ပေါ့နော်ပြီးရင် create ကိုနှိပ်လိုက်တယ်ပေါ့ okay ပေါ့နော်ဟုတ်ပြီ create ကိုရောက်လာပြီလားဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်ကခဏတော့ဥစ္စာလေးကို control V နဲ့ share လိုက်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကkeyboard ကနေပြီးတော့ shift key လေးဖိပြီးတော့ကျွန်တော်ပုံလေးပုံဆွဲချက်လိုက်တယ် okay ဆိုတော့ဒီမှာပေါ့နော် okay တော့ဒါလေးကျွန်တော်ဆက်တော့ထည့်လိုက်မယ်ဟုတ်ပြီဒါလေးဆက်တော့ထည့်လိုက်မယ် window တွေကနေပြီးတော့ကျွန်တော်တို့ဒီမှာ layer brush လေးရှုလာပြီးထားပြီပေါ့နော် okay ဆိုတော့ okay နောက်ဆက်ထားလိုက်ပါအောင်ပေါ့နော်ကျွန်တော်ဒီမှာ menu လေးပေါ့နော်ဟုတ်ပြီဒါလေးဆက်တော့ယူလိုက်မယ် okay ဒီပုံစံလေးရပြီလားဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲအရင်ဆုံးတော့ကျွန်တော်တို့ကဒီကောင်လေးကိုဒီမှာ right click ဒီပုံစံနဲ့လာပြီး selection မှတ်လိုက်မယ်ဟုတ်ပြီ selection မှတ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီမှာမြင်နေရတယ်ပေါ့နော်ဒီနေရာမှာပေါ့နော်မြင်နေရတဲ့ image trace နေရာလေးမှာလာပြီးတော့ဒီမှာ highlight 50 photo စနေရာလေးလာပြီးတော့ဖွင့်ပေးရမယ် okay ဆိုတော့အဲ့ဒါပြီးပြီလားဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာ expand ဆိုတဲ့ဒီနေရာလေးမှာလာပြီးတော့ထုတ်ပေးရမယ်ပေါ့နော်ဒါလေးကျွန်တော်လုပ်ပြလိုက်တယ်okay ဆိုတော့ expand ရအောင်ကျွန်တော်တို့မှာဒါရလာပြီပေါ့နော် okay expand ရလာပြီလားဆိုရင်ကျွန်တော်တို့မှာ layer ပေါ့နော် layer mask ကိုယူရမယ်အဲ့တော့ layer mask ကိုယူမှုအတွက်ဆိုလို့ရှိရင် keyboard ကလည်း access ပင်ကိုနှိပ်လိုက်တဲ့ခါကျရင်ဒီလို layer mask လေးပေါ်လာလိမ့်မယ်ပေါ့နော်ဒီမှာ layer mask လေးတွေပေါက်လေးနဲ့ပေါ်လာလိမ့်မယ်ဒီမှာပေါ့နော်အဲ့ဒီဟာကိုထပ်နှိပ်ပြီးအဲ့ဒီပုံစံလေးပေါ်လာပြီလားဆိုလို့ရှိရင်ကျွန်တော် window ထဲကိုပဲထပ်သွားမယ်window ထဲကပြီးတော့ကျွန်တော်တို့မှာအောက်ကိုဆွဲချလိုက်မှာပေါ့နော်ဒီလိုမျိုးလေးတယောက်နဲ့တယောက်မတူဘူးပေါ့နော်ဒီမှာပေါ့နော်ဟို first tab ပေါ့နော် keyboard ကနေပြီးတော့ဆိုလို့ရှိရင် shift key ရဲ့ control ရဲ့ S9 ရနှိပ်လိုက်မယ်ဆိုရင်ဒီလို layer ပေါက်လေးတစ်ခုထပ်ပေါ်လာမယ် okay ဒါဆိုလို့ရှိရင်ခဏတော့နေရာလေးကျွန်တော်ပြန်လာမယ်ဒီမှာပေါ့နော်ကျွန်တော်ဒါလေးတွေခွဲထုတ်လို့ရရပေါ့နော် okay ဒီမှာ color လေးတွေခွဲထုတ်တာဒါမှမဟုတ်ကျွန်တော်တို့ဒီမှာ keyboard ကလည်းပြီးတော့ last နေရာလေးခွဲထုတ်မယ်ဒါမှမဟုတ်တခြားနေရာလေးတွေခွဲထုတ်မယ်ပေါ့ဒါလေး selection ပြလိုက်မယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့မှာခွဲထုတ်မဲ့အရာလေးတွေကျွန်တော် set လုပ်လိုက်မယ်ပေါ့နော် okay
အောက်မှာပေါ့နော်အောက်မှာခွဲထုတ်မှဟာပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါတော့ခွဲထုတ်ထားတဲ့ပုံစံလေးတွေပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာစင်းနေနဲ့ခွဲထုတ်လို့ရပြီပေါ့နော်โอเคအဲ့တော့ကြိုက်တဲ့ဟာလေးကျွန်တော်ခွဲထုတ်မလို့ဒါလေးကိုယူထုတ်မလားโอเคနောက်ဒါမဟုတ်ဒါလေးတွေယူထုတ်မလားပေါ့ဆိုတော့ဒီမှာသူကလေယာတွေအများကြီးဖြစ်သွားပြီပေါ့နော်ဒီနေရာမှာလေယာတွေအများကြီးလာပြီလေယာတွေကိုဒီမှာလာကြည့်ရပေါ့နော်ကျွန်တော်ဒီမှာလေယာတွေလာကြည့်တယ်ဒါဆိုရင်ဒီမှာလေယာတွေအများကြီးဖြစ်ကျွန်တော်ကြိုက်တဲ့လေယာကိုပြင်ပြီးတော့ပြုပြင်မှုမှအသုံးပြုလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော် Alaska တွေရနေပြီးတော့ဓာတ်ပုံတစ်ပုံနဲ့မှတင်ကျွန်တော်ကဒီပုံစံနဲ့အားလုံးခွဲထုတ်လိုက်တာဖြစ်ပါတယ်ဆိုတော့အားလုံးလောက်တက်မလို့ထင်ပါတယ်ကျွန်တော်တို့သိချင်တာလေးရှင်းလဲ comment အောက်မှာပြင်ပြီးတော့ရေးခဲ့လို့ရပါတယ်โอเคဆိုတော့အားလုံးအဆင်ပြေကြပါစေ